Hello ဒုတိမိတ်ဆွေများအားလုံးမင်္ဂလာပါဆရာပြောဒုတိပြုရှင်နဲ့မှကြည့်ဆိုပါရစေကျွန်တော်မနေ့က24ရက်2လ2026အင်္ဂါနေ့ဒုတိယမြောက်နေ့ပေါ့နော်ထိုးခွဲဖော်ပြလာကြ01 chain break ကိုကျွန်တော်တွက်ပြပေးတော့ဖြစ်ပါတယ်ဒီစီစဉ်လေးမစတဲ့ဒီမှာကျွန်တော်ရဲ့ဒုတိပြုရှင်နဲ့ကို subscribe နှိပ်ပြီးအားပေးဖို့တောင်းဆိုရှင်ပါတယ်ဒီဖိုင်ကိုလည်းပြီးဆုံးအောင်ကြည့်ပါကြုံကြည့်ပါနဲ့ like share လေးလည်းလုပ်ပေးပါခင်ဗျကျွန်တော်မရှိရနော်အဲ့တော့မနေ့ကကျွန်တော်ဒီတနေ့ကနေအဖွင့်နေကျွန်တော်ပြီးပြန်စမ်းတဲ့အနေနဲ့ကျွန်တော်တို့ဒီနော်မနေ့ကတင်ပေးခဲ့တဲ့6ခုလေးပြီးနေအဲ့တော့ကျွန်တော်ဒီကုန်ခဲတဲ့ကျွန်တော်ပိတ်ရက်ဒီမှာလည်းကျွန်တော်ကဏ္ဍတင်ပေးထားတယ်အဲ့ဒီမှာနေပြီးတော့လုံးမိုင်တဲ့ကဏ္ဍပေါ့နော်အဲ့တော့လုံးမိုင်ရှာတဲ့နည်းလေးကမှန်တယ်ကျွန်တော်တို့နော်အဲ့တော့ one chain ရှာတဲ့နည်းကတော့ကျွန်တော်တို့ဒါမရလာဘူးပေါ့နော်အဲ့တော့ကျွန်တော်နည်းတွေကတော့အများကြီးရှိတယ်ကျွန်တော်မိတ်ဆွေများအတွက်အဲ့ဒီချင်းကနေပြီးတော့ကျွန်တော်ဒါဆွဲပြီးတော့တွန်းနည်းအမျိုးမျိုးတွေကတော့ကျွန်တော်ကဏ္ဍတွေခိုင်လုံတိကျတဲ့ကဏ္ဍတွေဆွဲထုတ်ပြီးတော့ပေးတာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာ main ထိုးခွင့်အနေနဲ့ကျွန်တော်4ခေါ်နော်4ခေါ်ဆိုပြီးတော့ကျွန်တော်ပေးထားတယ်တဲအောင်တယ်ကျွန်တော်မိတ်ဆွေများနော်4ခေါ်တဲအောင်သွားတယ်တလေးကနေအဖွင့်လေးကတော့ကောင်းတယ်ကျွန်တော်မနေ့ကကျွန်တော်ဒုတိယမြောက်နေ့မှာလည်းပဲကဏ္ဍရချင်အောင်အတွက်ကျွန်တော်မိတ်ဆွေများအတွက်ကျွန်တော်ကဏ္ဍတွေကိုကြိုးစားပြီးတော့ရှာဖွေပေးနေပါတယ်အဲ့ဗီဒီယိုဖိုင်ကိုကြုံကြည့်ရဲဒီဆုံးကြည့်ပြီး subscribe နှိပ်ပြီးအားပေးထားပါခင်ဗျကျွန်တော်မိတ်ဆွေများနော်အဲ့တော့ကီးအရင်တွက်မယ်ကျွန်တော်လည်းဒီနော်မနေ့ကနေပြီးတော့ကျွန်တော်ကီးအနေနဲ့ဗာကီးရမယ်ဆိုတော့အဆုံးတွက်ကြည့်ကြမယ်နော်အဲ့တော့ကီးအနေနဲ့ဆိုရင်ကျွန်တော်ဒီမနေ့နောက်ပိတ်ညထိပ်စီလို့ပဲသွားတာမနေ့ဒီထဲမှာတော့တပင်းတော့ပြတ်ခဲ့ထားပြီနော်ကျွန်တော်မိတ်ဆွေများဒါကျွန်တော်ပြတ်တဲ့အတိုင်းပြန်ပြီးတော့တွက်ပေးရပါမနေ့နောက်ပိတ်ဒီခုံညထိပ်စီဒီကိုနော်မနေ့ထက်ကနန်းဒီနေ့ရှိကိုနေ့ရှိနော်အဲ့တော့ခုံနဲ့ကိုနဲ့နေရှင်းတယ်ပေါင်းရှင်းဒီကိုနဲ့ပေါင်းရှင်းဒီ16ရှင်းနဲ့ပေါင်းရှင်းဒီ24နဲ့ပေါင်းရှင်းဒီ26ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က6ကိုယူပါတယ်6နဲ့ခတ်ဒီ9ပါဝါဒီ4အဲ့6ကိုလေးနေကုန်ပြီးရတယ်အဲ့ဒီ6ကိုလေးနေကုန်ပြီးကျွန်တော်နောက်နေ့အတွက်ဒါညီးပေးရမယ်ကျွန်တော်နော်အဲ့ထွက်ခရနဲ့ပြန်တိုက်မယ်မနေ့26ညနေ9 26ဆိုတော့6တလုံးညီးတယ်နော်ကျွန်တော်ဆက်ပြီးတော့တွက်ကြည့်မယ်မနေ့နောက်ပိတ်ဒီရှင်းညထိပ်စီးဒီရှင်းမနေ့ထွက်ခရနဲ့ဒီ26ရှင်းနဲ့ကျွန်တော်26ပေါင်းရှင်းဒီရှင်းနဲ့ရှင်းပေါင်းရှင်းဒီ16 6နဲ့ပေါင်းရှင်းဒီ22 2နဲ့ပေါင်းရှင်းဒီ24ဖြစ်တဲ့အတွက်4ကိုယူမယ်4ရဲ့လက်ခတ်ဒီ2ပါ2ရဲ့ပါဝါဒီ4 4 2ခု4ကုန်ပြီအဲ့တော့ဒီ4နှစ်ကိုပေးတဲ့ကျွန်တော်ကီးကအမှန်ကန်ကောင်းတယ်အဲ့ဒီနေ့ကကျွန်တော်ဖောက်တယ်နော်ကီးတစ်ချိန်ဖောက်တယ်အဲ့ဒါတော့နေ့ဆက်ပြီးတော့တွက်မယ်နေ့နောက်ပိတ်ဒီ6ညထိပ်စီးဒီ6ခုမနေ့တစ်ခဏန်းဒီ6 3ည6ခု6 3ညပေါင်းရှင်းဒီ6နဲ့9နဲ့ပေါင်းရှင်းဒီ73 6နဲ့ပေါင်းရှင်းဒီ19ဖြစ်တဲ့ကြောင့်9နော်9ရဲ့လက်ခတ်ဒီ6ပါဝါဒီ1 961နေကုန်ပြီအဲ့ဒီ961နေကုန်ပြီရတဲ့ချင်းကျွန်တော်တို့ဒါတောက်ကြနေမှာဘာကနဲ့ထွက်လဲမနေ့9 3ညနေ1 6ဆိုတော့1တလုံး6တလုံးနှလုံးပါပါတယ်1 6နော်အဲ့လိုဆိုရင်ကျွန်တော်တို့ဒါဆက်ပြီးတော့တွက်ကြည့်မယ်မနေ့နောက်ပိတ်3ညညထိပ်စီး1 3ည1မနေ့ထွက်ကနန်းဒီမှာ3ည3ည1 5 3ညပေါင်းရှင်းဒီ3ညနဲ့1ပေါင်းရှင်းဒီ1 5နဲ့ပေါင်းရှင်းဒီ6ဖြစ်တဲ့ကြောင့်6ပါ6ရဲ့လက်ခတ်ဒီ9ပါဝါဒီ4 6ခုလေး
ဒါမနေ့ကကျွန်တော်ပေးခဲ့တယ်ကျွန်တော်မိတ်ဆွေများတဲ့တဏီကုံကစားမှာကြီးပြီးရှောက်ကူလေးမဖောက်ခဲ့ဘူးဆိုရင်ရှောက်ကူလေးကြီးဒီကုံကစားပေးရမယ်ဆိုတော့ဒီနေ့ကျွန်တော်တို့မနေ့ခွန်3ညညနေ4ခွန်ဒီတလုံးကစားတော့ကျွန်တော်တို့ပြီးရနော်အဲ့ဒီမနေ့ပြန်ကျွန်တော်တို့ဒီအင်္ဂါနေ့24ရက်2လ2026မှာမနေ့နောက်ပိတ်ပြီး3ညညထိပ်စီးပြီး3ည1မနေ့ထွက်ခဏန်းဒီခွန်3ည3ည1နဲ့ခွန်3ညနဲ့ပေါင်းမယ်3ညနဲ့1ပေါင်းရှင်းပြီး1ခွန်နဲ့ပေါင်းရှင်းပြီး8ဖြစ်တဲ့အတွက်8ကိုယူပါမယ်8နှစ်ခတ်ဒီ1ပါဝါဒီရှောက်8တိရှောက်အဲ့ဒါဒီကြီးဒီကျွန်တော်ဒါမဖောက်ခဲ့ဘူးဆိုရင်ဒီ8တိရှောက်မှုဒီမနေ့ကကျွန်တော်အင်္ဂါနေ့မှာတရားမြောက်နေ့မှာဒါကျွန်တော်ကစားရမယ်ဒီကုံကြီးနော်ကနန်းကတော့လှပါတယ်ဒီကုံကြီးအနေနဲ့8တိရှောက်ကစားရမှာနော်အဲ့တော့ဒီကတော့1ချိန်ကတော့ကျွန်တော်တို့ဒါလုံးလုံးဖောက်တယ်နော်1ချိန်အဲ့ဒီမနေ့ပြန်အတွက်ကျွန်တော်တို့ဒါ1ချိန်ရဖောက်ပြီးကျွန်တော်1ချိန်ပြန်ပြန်ဝင်ရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါဆက်ပြီးတော့တုံးမယ်ဒီနေ့တနင်္လာနေ့ကနန်းဒီမနေ့ခွန်3ညညနေ4ခွန်ဆိုတော့တနင်္လာနေ့ကနန်းရဖြစ်တဲ့ကြောင့်ကျွန်တော်တို့81နဲ့ပေါင်းမယ်4နဲ့1ပေါင်းရှင်းဒီ9 3ရက်နဲ့8နဲ့ပေါင်းရှင်းဒီ8ပါ9ရက်နဲ့ခတ်ဒီ3ည9ရက်နဲ့ခတ်ဒီ3ညဒီနေရာမှာအလေးကိုထွေးပြီးလို့ကျွန်တော်85ဆိုတဲ့ခဏတစ်ခွက်ရှိမယ်3ည3ညဆိုတဲ့ဒါကပ်ပေါင်း1ရှင်းတစ်ခွက်ရှိမယ်85နဲ့ကျွန်တော်3ည3ညနဲ့ဒါမနေ့ကကပ်ပေါင်းအနေနဲ့ကစားရမယ်1ချင်းနော်အဲ့တော့ရှင်းက3ည3ညအဲ့ဒီကျွန်တော်ဒီပြီးရနေနဲ့အားလုံးသွားမယ်ရှုပ်ပြီးတော့ပြီးရနေနဲ့ကြာကျွန်တော်ခုနတက်ဆက်ကရတာဒီမှာနော်8တိ6 8တိ6နေကုန်ကြီး3လုံးပေးထားတယ်ပြီးရနေနဲ့ဆိုရင်8တိ6အဲ့တော့1ချင်း1ရှင်းဒီကျွန်တော်တို့85ဆိုတဲ့ကပ်ပေါင်း1ရှင်းတစ်ပွဲရှိတယ်လို့3ည3ညဆိုတဲ့ကပ်ပေါင်း1ရှင်းတစ်ပွဲရှိတယ်1ရှင်းနှစ်ခွက်ဒီကျွန်တော်တို့ဒါမနေ့ပြန်ကစားမှာပေါ့နော်မနေ့ပြန်ကျွန်တော်တို့ဒါအပူလိုင်းတစ်လိုင်းလို့ရှိတယ်ကျွန်တော်မျိုးရှင်ပြတာလို့မတိကျသေးတာမခိုင်လုံသေးတဲ့အတွက်ကျွန်တော်မပြပါဘူးနော်အဲ့တော့အပူတတိတော့နည်းနည်းတော့ထားရမယ်အပူလိုင်းပေါ့နော်ဘူးကနန်းကိုတတိတော့ထားရတယ်အဲ့တော့ပြီး1ချိန် break ကလည်းကျွန်တော်ဒီနေ့တနင်္လာနေ့အဖွင့်နေ့တက်ပြီးတဲ့ break ကြီးကျွန်တော်4နှစ်ကုန် break ကိုပေးထားတယ်ခု break ကတော့ကျွန်တော်စီးသွားတယ်နော်အဲ့ဒီမနေ့ပြန်ကျွန်တော် break ဒီဘာ break နဲ့ကစားရမလဲဆိုရင်3ည break နော်3ည break ပြမှာကျွန်တော် break ကိုလည်းတတိထားပြီးတော့ကစားစီစဉ်တယ်ခင်ဗျကျွန်တော်မိတ်ဆွေများနော်3ည break လို့ပြောလိုက်ရင်ကျွန်တော် break ပဲတစ်ချိန်ချင်းကျွန်တော်ထည့်ပြီးတော့ပြောလိုက်တယ်နော်3ည break ရှိတယ်ခုံ break ရှိတယ်နေ break ရှိတယ်နော် break နေနဲ့ဆိုရင်ကျွန်တော်တို့3ညခုံနေ break ရှိပါတယ်ဒီ1ချိန် break လုံးပိုင်းပါမယ်လုံးပိုင်းကမနေ့ပြန်နေပြီးတော့9-8ကိုကစားမယ်လုံးပိုင်းနေနဲ့ကစားရင်9-8ထိမီဒါထိပြီးတော့ကစားပေးမယ်ကျွန်တော်မိတ်ဆွေများနော်လုံးပိုင်းနေနဲ့ဆို9-8လုံးပိုင်းနဲ့ကစားမယ်နော်လုံးပိုင်း9-8ပါအဲ့တော့ခွေကနန်းဒီကျွန်တော်တို့ဒီမှာနေကုန်ပြီးဖြစ်တဲ့ရှေးတေးရှောင်းဒါထည့်ပြီးတော့မဖြစ်လေခွေရမယ်ရှစ်တိချက်ကိုကျွန်တော်တို့ဘာနဲ့ကတ်မလဲဘယ်လိုမှရှင်းရအောင်ရှစ်တိချက်ကိုကျွန်တော်တို့လက်ပြန်9 4 5နဲ့ကတ်တယ်ရှစ်တိချက်9 4 5ဒါအခွေကနန်းအနေနဲ့ကစားမယ်6လုံးနော်အဲ့တော့ကျွန်တော်မိတ်ဆွေများဒီမှာလည်းထိုးလို့ရအောင်ပဲကျွန်တော် main ထိုးကွက်ကိုဆွဲထုတ်ပေးမယ်နော်အဲ့တော့ဒီ main ထုတ်ကွက်မပြောခင်ပါကျွန်တော်အခုပြသပေးနေတဲ့ဗီဒီယိုဖိုင်ကိုဒီစုံကြည့်ပါကြော်ပြီးကြပါနဲ့ subscribe လုပ်ပေးပါခင်ဗျ like share လေးလည်းလုပ်ပေးပါ
ကျွန်တော်မိတ်ဆွေများနော်အတန်းကြီးရဲ့မတောင်းဆိုပါဘူးအတန်းကြီးတာကိုပဲကျွန်တော်တောင်းဆိုတာပါ subscribe နေပေးတာပါအဲ့တော့ဒီမှာကျွန်တော်မိတ်ဆွေများနောက်တစ်ခုကကျွန်တော်ပြောချင်တာကဘာပြောချင်လဲဆိုရင်ကျွန်တော်မိတ်ဆွေများဒီမှာနော်ပေါက်ရင်တော့ကျွန်တော်ဒါအခုကျွန်တော်ကဏ္ဍနေရာမှန်နေတော့ကျွန်တော်မိတ်ဆွေများဝင်ပြီးတော့ကြည့်ကြရချင်တယ်ကဏ္ဍကျွန်တော်တစ်ချိန်လောက်နွေးတာနဲ့တိတ်ပြီးတော့ဒါအားမပေးကြတာကိုတော့တွေ့ရတယ်ဒီမှာကျွန်တော်မိတ်ဆွေများနော်အဲ့တော့ဒီအားပေးမှုခိုင်မာမှုလိုပါတယ်ကျွန်တော်ယုံကြည်ဖို့လိုပါတယ်ယုံကြည်မှုနဲ့ကျွန်တော်ဆက်ပြီးတော့အလုပ်လုပ်ကြမယ်နော်အဲ့တော့မိန်းထုတ်ခွင့်အနေနဲ့ကလက်ဖြတ်ကျွန်တော်တို့ချစ်နဲ့ပတ်သက်ရင်ကျွန်တော်ကချစ်ကိုကြိုက်တဲ့အတွက်ရှစ်နေနော်ဘူဘရိတ်ကျွန်တော်ထည့်ပေးထားတယ်နော်အဲ့တော့ရှစ်ကိုရှင်းလာနော်အဲ့တော့ဒီနဲ့ပတ်သက်ရင်နေငါနေတီနော်နေရှိ sorry ဒီပါနေရှိမဟုတ်ပါဘူးနှစ်တိပါရှစ်တိပါအဲ့တော့ဒီကနေ့6ခုကိုကျွန်တော်တို့ main အနေနဲ့နေပြီးတော့ဒါဆွဲထုတ်ပြီးတာတော့အားပြီးတော့ထိုးပါဒီထဲမှာနေပြီးတော့ပြီးတော့ကြိုက်နေတဲ့ကနေ့နဲ့ကပ်ပြီးတော့ထိုးနိုင်ပါလိမ့်မယ်ကျွန်တော်ကဒါ main အနေနဲ့နေပြီးတော့ကျွန်တော်ဆွဲထုတ်ပြီးတာတဲ့ကနေ့6ခုဖြစ်ပါတယ်ခင်ဗျနော်အဲ့တော့ကျွန်တော်မိတ်ဆွေများဒီနေ့ကျွန်တော်ညနေတဲအောင်တော့ကျွန်တော်လက်ဖျံမှာလေးပဲနေညတနေ့ကုန်ပေါက်နိုင်ပါကျွန်တော်ဆူတောင်းပေးအားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျ